ထပ်ဆန်းကူကိုရောက်နေတာပေါ့နော်အိုးမလေးကနောက်ကဝင်ရှုပ်ဒါကျွန်တော်ခေါ်ထားတဲ့ guide ပဲဖြစ်ပါတယ်ဒါတော့ဟိုပါပေါ့ထပ်ဆန်းကူကိုရောက်တော့ခေါ်ထားတဲ့အိုး guide ပဲဖြစ်ပါတယ် personal guide မရောက်တာကြာပြီဆိုတော့ကျွန်တော်ဒီထဲကိုတစ်ခေါက်ပြန်ပြီးသွားမယ်လိုက်ပြီးတော့ခြိလိုက်ပါလိုက်ပြီးတော့ခြိလိုက်ပါဆိုတော့ပုံမှန်တိုင်းလေးပဲရင်လိုလေးပဲပြန်ပြီးတော့ခရီးသွားနေရတော့ပြန်လဲစီကားနေပြီပဲဖြစ်ပါတယ်သွားလို့လာလို့ရနေပြီပေါ့နော်လမ်းလေးပါဆိုရှင်လည်းကောင်းပါတယ်သွားလာတာလည်းဒါစီစစ်ပါညာဘာမှတိတ်မရှိပါဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်လိုပဲပေါ့နော်ဝင်သွားလိုက်ပြီဆိုလို့ရှိရင်တွင်းထဲမှာတော့မီးလေးတွေကတော့ထွန်းထားတယ်လှတယ်ဗျာတော်တော်လေးကိုလှတယ်အိုးအရင်ဗီဒီယိုတော့ကျွန်တော်ပြေဆုံးမှာမဟုတ်ဘူးပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်တက်နိုင်ဆုံးတော့ကျွန်တော်အဲ့ထဲမှာပတ်သွားခဲ့တာလေးတွေကိုရိုက်ပြီးတော့ရိုက်ပြပါမယ်ဖြစ်ပါတယ်ဒီနားလေးမှာသွားတဲ့အရာသာမိုက်တယ်သူရေစက်လေးတွေကကြာပြီးတော့အေးစိန်တယ်ပေါ့နော်အေးစိန်တယ်တော်လေးကိုမိုက်တယ်အပေါ်ကကြောက်ပန်းဆွဲတွေဒါတွေအကုန်လုံးကသဘာဝအတိုင်းဖြစ်တာဒီလူလှုပ်ထတာအဲ့လိုမျိုးပေါ့နော်ဟိုလက်ဖြစ်မဟုတ်ဘူးပေါ့နော်သဘာဝအတိုင်းဖြစ်နေတဲ့အရာတွေကြည့်ပဲပေါ့နော်ဒါတွေအကုန်လုံးကခိုးတချို့ကတော့ဒီရေစက်လေးတွေကိုတောက်လို့ရှိရင်ကျန်းမာရေးကောင်းတယ်ဘာညာပြောတယ်ပေါ့နော်ဒါပေမဲ့တချို့ကလည်းတောက်ကြတာပေါ့ပွားကြလာတဲ့ဒီရေစက်လေးတွေကိုပါဇက်လေးနောက်ကနေခံတောက်တဲ့လူတွေရှိပြီးတော့နောက်ခွက်လေးနဲ့ခံပြီးတောက်တဲ့လူတွေလည်းရှိပါတယ်ပြန်လာမယ်နော် Okay ဒါလေးကသုံးလုံးရှင်းတယ်။ဒါရလား။ 6ပြုံလေး6မိုးရောင်းမကောင်းတာနဲ့တော့ဒီဇိုင်းလုံးယူတာတော့ တကျွဲနှစ်ကျွဲလောက်လေးတော့မချောတော့ဘူး ရှော့ဖို့မရတော့ဘူး။မရတော့ဘူးရှော့တော့ မရတော့ မရတော့ဘူး ငါအမိုးခေါ်သွားတော့အခုလိုပိုးဝစ်စုံလေးတွေငါဝစ်ပြီးတော့လဲဓာတ်ပုံရိုက်လို့ရတယ်လဲလို့ပတ်လို့ရတယ်ပေါ့နော်ဝစ်စုံလေးလည်းငါလို့ရပါတယ်စိုင်းနေမှာပေါ့နော်